မောင်မောင်လေးအတွက်တကယ်ရောမျှတခဲ့ရလားရန်ကုန် United နဲ့ Hantawari ပွဲလာညာပေါ့နော်ရန်ကုန် United နဲ့ Hantawari စစ်ပြေတပြောက်သွားကြည့်ရကွယ်ဘောလုံးပွဲလာညာဆိုဘောလုံးပွဲကြည့်နေတာကောင်းပါတယ်အနောက်ကအတန်ကြီးကြားပြီးတော့စိတ်ပြက်လာလို့အတန်ကြီးကြားစိတ်ပြက်လို့ရုပ်ပေါက်တယ်ကွယ်တိလာအဲ့လောက်ကြီးရတော့လေအာမပေးရင်လည်းနေပါစေအဲ့လောက်ကြီးပြောဆိုနေရကြတော့တစ်ဖက်သားကို never စဉ်းစားပါဘူးပေါက်ယူတော့လားငါလောက်ကောင်းပါရောလောက်ဖက်တယ်ကွာခလာတကယ်တိုင်းလေ结果也不是带人走一圈呀，你没来了就是你看。ပထမပိုင်းတော့ပြီးသွားပါပြီ။ဒါပေမဲ့ဒီပွဲမပြီးသေးပါဘူး။မြန်မာဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဖော်ဖော် New Facebook YouTube နဲ့ TikTok Channel တွေကနေပြီးကြိုဆိုလိုက်ပါရခင်ဗျာ။မြန်မာဘောလုံးပရိသတ်တွေအကြားမှာမကြခင်ကဖြစ်ခဲ့တဲ့မမောင်လွင်နဲ့ပတ်သက်တဲ့အဖြစ်အပျက်ဟာအားကစားလောကအတွက်မေးခွန်းထုတ်စရာများစွာရှိနေခဲ့ပါတယ်ခင်ဗျာ။ပရိသတ်တဦးရဲ့စိတ်ဆူမှုကြောင့်ကစားသမားတစ်ယောက်ကစိတ်မထိန်နိုင်ပဲတုံ့ပြန်မိပြီးအေးအေးယူခံရတာကိုမြင်ရပြီးမြဲစိတ်ဆူခဲ့တဲ့ပရိသတ်ဘက်ကတော့လူအများကသိမပြောကြဘဲနဲ့ကစားသမားတစ်ယောက်တည်းကိုပဲအားလုံးကဝိုင်းဝန်းထိုးနှက်နေကြတာတကယ်ရောမျှတရဲ့လား။ကျွန်တော်တို့မောင်မောင်လေးရဲ့ဖန်တော့မဟုတ်ပါဘူးခင်ဗျမြန်မာဘောလုံးပရိသတ်တယောက်ပါပရိသတ်အမိကန်ပိုက်ဆန်တောင်းမရရင်ဆဲဆူချိန်စာတိုက်နေတဲ့သူတယောက်ကရောပရိသတ်လားဆဲတယ်ဆိုတာကလည်းပြိုင်ဘက်ပရိသတ်ကဆဲလို့တုံ့ပြန်တာဆိုမောင်မောင်လွင်100ရာခိုင်နှုန်းမှားပါတယ်အခုဆိုသွမ်းပရိသတ်ကပိုက်ဆန်တောင်းမရရင်ချိန်စာတိုက်အဲ့ဒီလိုလူမျိုးကို professional ကစားသမားဖြစ်လို့ဘယ်လိုဆဲခံရမယ်လို့ပြောဆိုနေကြတာကရောတကယ်ရောမျှတကြရဲ့လားဒီပရိသတ်ကဘလို့ဆိုသွမ်းပရိသတ်လဲဆိုတာကိုလက်ရွေးစင်ကစားသမားထောင်းတချို့ကလည်းတက်သိခံချက်တွေထွက်ဆိုပြီးပြောပြထားတာကိုကျွန်တော်တို့လူမှုကွန်ရက်စာမျက်နှာပေါ်မှာတွေ့ခဲ့ရပါတယ်ကျွန်တော်တို့အနေနဲ့ကစားသမားတွေကိုလည်းကာကွယ်ပေးဖို့လိုအပ်ပါတယ်ခင်ဗျဆိုသွမ်းပရိသတ်တွေကိုဘယ်လိုအရေးယူရမလဲဆိုတာဟာလည်းမျှတမှုပေါ်မေးခွန်းထုတ်စရာဖြစ်လာပါတယ်ပထမဆုံးပြောရမယ်ဆိုရင်ကစားသမားတစ်ယောက်က professional ဖြစ်တဲ့အတွက်ဘလို့အခြေအနေမျိုးမှမဆိုစိတ်ကိုထိန်းချုပ်နိုင်ဖို့လိုအပ်ပါတယ်ကွင်းထဲမှာဖြစ်တဲ့အရာတိုင်းအားကစားသမားတိုင်းအတွက်အဖိအားများစွာရှိနိုင်ပေမဲ့ကိုတီလက်အောင်တုတ်ပြန်မိတာကတော့စီကံအရာအရေးယူခံရမှာဖြစ်ပါတယ်ဒီချက်ကြောင့်ပဲမောင်မောင်လင်းနေနဲ့အရေးယူခံရတာကစီမင်းစီကံအရာမမှားဘူးလို့ပြောနိုင်ပါတယ်ခင်ဗျဒါပေမဲ့အားကစားယဉ်ကျေးမှုဆိုတာကကစားသမားတစ်ဖက်တည်းကပဲမဟုတ်ပါဘူးပရိသတ်တွေဘက်မှာလည်းတာဝန်ရှိပါတယ်ကစားသမားတယောက်ကိုရေးကိုဒါအထိဆဲဆူအဆက်တကွဲပြုလုပ်တာတွေကလည်းအားကစားယဉ်ကျေးမှုကိုဖျက်ဆီးတဲ့လုပ်ရက်တွေပါပဲခင်ဗျဒီလိုဆဲဆူမှုတွေကိုမထိမ့်သိမ့်နိုင်ဘူးဆိုရင်ကွင်းထဲမှာကစားသမားတွေဟာစိတ်ဖိစီးမှုများလာပြီးတော့မဖြစ်တဲ့အဖြစ်အပျက်တွေဖြစ်လာနိုင်ပါတယ်ဒီနေ့မောင်မောင်လင်းဖြစ်ခဲ့တဲ့အဖြစ်အပျက်လိုမျိုးဖြစ်ပါတယ်ခင်ဗျဒီလိုအဖြစ်အပျက်မျိုးဟာကျွန်တော်တို့မြန်မာဘောလုံးလောကမှာမဟုတ်ဘူးကမ္ဘာဘောလုံးလောကမှာလည်းဒီလိုအဖြစ်အပျက်မျိုးတွေမကြာခဏဖြစ်တာကိုတွေ့ရပါတယ်ဒီဖြစ်ရပ်ကနေမြန်မာဘောလုံးလောကအတွက်သင်ခန်းစာတစ်ခုရနိုင်ပါတယ်ကစားသမားတွေကစိတ်ကိုထိန်းနိုင်ဖို့လိုသလိုပရိသတ်တွေကလည်းအားပေးမှုပုံစံကိုယဉ်ကျေးမှုရှိရှိပြုလုပ်ဖို့လိုပါတယ်ခင်ဗျအရေးယူမှုဆိုတာကလည်းကစားသမားတစ်ယောက်ကိုမဟုတ်ဘဲနဲ့အားကစားယဉ်ကျေးမှုကိုဖျက်ဆီးတဲ့ဘက်အားလုံးကိုမျှတစွာအရေးယူသင့်ပါတယ်နောက်ဆုံးပြောရရင်ဒီဖြစ်ရပ်ဟာကစားသမားအမှားတစ်ခုတည်းမဟုတ်ဘဲနဲ့ပရိသတ်တွေကိုပါပြန်လည်စဉ်းစားရမယ့်အဖြစ်အပျက်တစ်ခုဖြစ်တယ်လို့ပြောရမှာပါအခုဆိုကစားသမားရှားပါနေတဲ့မြန်မာဘောလုံးရဲ့ဟောမှာမဖြစ်တဲ့အရာတစ်ခုကြောင့်ကစားသမားတစ်ယောက်ဆုံးရှုံးရတော့မယ်ဘောလုံးလောကတိုးတက်ဖို့အဖွဲ့ချုပ်ကစားသမားရောပရိသတ်တွေရောမှာတာဝန်ရှိပါတယ်ခင်ဗျအခုကရှမ်းနိုင်တဲ့ကွင်းမှာသွားကစားလို့ရန်ကုန်ကစားသမားကိုရှမ်းပရိသတ်ကဆဲတယ်လို့ရန်ကုန်ကွင်းမှာလာကစားတဲ့ရှမ်းကစားသမားကိုရန်ကုန်ပရိသတ်ကဆဲတာမျိုးမဟုတ်ဘဲနဲ့ပိုက်ဆန်တောင်းလို့မရတဲ့ကစားသမားဆိုဆဲဆူတိုက်ခိုက်နေတယ်ဆိုတာပရိသတ်မဟုတ်ပါဘူးခင်ဗျဒါကိုကစားသမားတယောက်တည်းကိုပဲအပြစ်တင်ပြောဆိုထိုးနှက်နေကြတာကိုမှန်ပါရဲ့လားခင်ဗျ
သူ့နေရာမှာကိုသာဆိုရင်ရောဆိုတဲ့မျှတစွာတွေးပြီးတဲ့စိတ်ရှိကြပါစေဟုတ်ပါတယ်ဒီကိစ္စမှာမောင်မောင်လွင်မှားပါတယ်ဒါပေမဲ့မောင်မောင်လွင်တယောက်တည်းမှားခဲ့တာမဟုတ်ပါဘူးခင်ဗျာဒီဆိုးသွမ်းပရိသတ်ကိုလည်းရာသက်ပံပွဲကြီးခွင့်ပိတ်တာမျိုးပြုလုပ်ပေးဖို့လိုအပ်ပါတယ်မြန်မာဘောလုံးပရိသတ်တွေအနေနဲ့ဝေဖန်သုံးသပ်အကြံပေးပါလူတယောက်ကိုမုန်းတီးစိတ်နဲ့ဘာလို့လို့မှားတယ်ဆိုပြီးမဝေဖန်မတိုက်ခိုက်ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ